ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ChatGPT AI နည်းပညာကိုအသုံးချပြီးလူသက်ဖို့အထိကြံစီခဲ့တဲ့တောင်ကိုရီးယားက Kim ဆိုတဲ့အမျိုးသမီးတဦးရဲ့ထိတ်လန့်စရာဖြစ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာရှိတဲ့ Gambuk ခရိုင်မှာရှိတဲ့ model တစ်ခုမှာအမျိုးသားတဦးတေဆုံးနေတာကိုရဲတပ်ဖွဲ့ကစတင်တွေ့ရှိခဲ့ပါတယ်။အစပိုင်းမှာတော့ဒါဟာရိုးရိုးတေဆုံးမှုလို့ထင်ရပေမဲ့မကြာခင်မှာပဲနောက်ထပ်အမျိုးသားတဦးထပ်မံတေဆုံးပြီးတတိယတဦးကတော့တတိလက်မေ့မျောလက်အထိဖြစ်ပွားခဲ့ပါတယ်။ဒီအမှုရဲ့တရားခံကတော့အသက်22နှစ်အရွယ်အမျိုးသမီးကင်ပဲဖြစ်ပါတယ်။သူမဟာအမျိုးသားတွေကိုအရက်ထဲဆေးခတ်ပြီးတိုက်ခဲ့တာပါ။သူမကိုဖမ်းဆီးစစ်ဆေးတဲ့အခါမှာတော့တုံးလို့စရာအချက်တစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့သူမဟာလူသက်ဖို့အတွက် ChatGPT စီမှာအကြံဉာဏ်တောင်းခဲ့တာပါပဲ။ Kim ကရဲတွေကိုအစာပိုင်းမှာညင်းခဲ့ပါတယ်။ကျမဆေးခတ်ခဲ့တာတော့မှန်ပါတယ်။ဒါပေမဲ့သူတို့သေသွားလိမ့်မယ်လို့တော့မထင်ခဲ့ဘူးလို့ဆင်ခြေပေးခဲ့တာပါ။ဒါပေမဲ့ရဲတပ်ဖွဲ့ကသူမရဲ့ဖုန်းကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ခိုင်မာတဲ့သက်သေတွေကိုတွေ့လိုက်ရပါတယ်။သူမဟာ ChatGPT မှာအိပ်ဆေးကိုအရက်နဲ့ရောတောက်ရင်ဘာဖြစ်မလဲ။ဘယ်နှလုံးလောက်တောက်ရင်လူကိုအန်ဒီရဲ့ဖြစ်စေမလဲ။ဒီလိုရောတိုက်ရင်လူသေနိုင်သလားဆိုတဲ့မေးခွန်းတွေကိုအကြိမ်ကြိမ်မေးမြန်းထားခဲ့တာပါ။ဒီမေးခွန်းတွေကသူမဟာမတော်တဆလုံးမိတာမဟုတ်ပဲလူသေးအောင်သေးချာကြိုတင်ပြင်ဆင်ခဲ့တယ်ဆိုတာကိုသက်သေပြလိုက်တာဖြစ်ပါတယ်။နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေအရမကင်ဟာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလတုန်းကသူမရဲ့ရီးစားဟောင်းကိုဒီနီလန်အတိုင်းပဲဆေးခတ်ခဲ့မှုတာပေါ်ပေါက်ခဲ့ပါတယ်။ဒီအမှုမှာထူးခြားတာကတော့တရားခံဟာ AI ကိုလူတတ်ဖို့လက်နက်တစ်ခုလိုအသုံးချခဲ့ပေမဲ့အဲ့ဒီ AI ပေါ်မှာကြံခဲ့တဲ့သူမရဲ့မေးခွန်းတွေကပဲသူမကိုထောင်ထဲရောက်စေမဲ့အထူးသက်သေတွေဖြစ်လာခဲ့တာပါပဲဒီဖြစ်ရဟာနီးပညာကိုအလွဲသုံးစားရင်ဘလောက်ထိအန်ဒီရဲ့ကြီးမားသလဲဆိုတာကိုသတိပေးနေလာပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတရားခံကိုဖော်ထုတ်နိုင်ဖို့အတွက်အခိုင်အမာဆုံးသက်သေအထောက်အထားက AI ပေါ်မှာကြံခဲ့တဲ့မှတ်တမ်းတွေကနေတဆင့်ရရှိခဲ့တာပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ